ဒီနေ့ခေတ်ကြီးမှာဆိုင်ငံဖို့တက်နိုင်မှလုပ်ငန်းစားလို့ရတာမဟုတ်ပါဘူးအဓိကတော့ကျွန်တော်ဒီမိကွန်းလေးကိုဖြည့်ပေးချင်တာပါသူကအထက်ရောင်းခြင်းနဲ့ဈေးထဲမှာဆိုင်ငံဖို့မတက်နိုင်သေးဘူးအဲ့တော့ညာဈေးတန်းလိုမျိုးနေရာမှာရောင်းလို့ရမယ်ထင်တယ်အခန်းဖို့အရင်ရှာရမလဲဘယ်လိုလုပ်ရမလဲဆိုတဲ့ကိစ္စကိုသူပေးထားတာပါအားလုံးပဲမင်္ဂလာပါစီးစီးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့ marketing ဘိုင်းကိုတိုးတက်အောင်ကူညီပေးနေတဲ့အောင်ပုံဖြစ်ပါတယ်ခေါင်းစဉ်ပြောခဲ့တဲ့အတိုင်းပဲဒီနေ့ခေတ်ကြီးမှာဆိုင်ငံဖို့ရှိမှကျွန်တော်တို့ဈေးရောင်းလို့ရတာမဟုတ်ပါဘူး online ခေတ်ဖြစ်လာတဲ့အတွက်ကြောင့်မလို့ Facebook page တစ်ခု TikTok account တစ်ခုရှိတာနဲ့တင်ဈေးစရောင်းလို့ရပါပြီအဲ့ဒီတော့ကျွန်တော်တို့ကဒီအထည်တွေကိုရောင်းတဲ့အခါအဓိကကိုဘသူတွေကိုအဓိကဥတီပြီးရောင်းနေတာလားလူငယ်လားလူလက်လားလူကြီးလားမိန်းကလေးလားယောက်ျားလေးလားတီရှပ်လားရှက်အင်ကြီးလားဘေးထုတ်လားအစရှိတဲ့ပြင်ကိုဘသူတွေကိုအဓိကဥတီပြီးတော့ရောင်းနေတယ်လေကိုရောင်းမဲ့ market ဘယ်လောက်ရှိလဲဆိုတော့ပဲအဓိကဥတီပြီးတော့တွက်ချက်ရမှာဖြစ်ပါတယ်ကိုမှတက်နိုင်တဲ့အရင်းအနှီးလေးနဲ့ line ပေါ်ကနေရောင်းနောက်တစ်ခုရှိတာက line ပေါ်ကနေပေါက်လာတဲ့အခါမြေပြင်ကိုဆင်းကျင်တဲ့အခါကိုကလုံးဝအရင်းအနှီးမရှိဘူးဆိုလို့ရှိရင်ဘာလုပ်လို့ရလဲဆိုရင်အစားအသောက်တွေကိုတွန်းလှဲနဲ့ရောင်းတယ်လို့ပဲကွာအဝတ်အထည်ကိုလည်းကျွန်တော်တို့ mobile ပေါ့နော် line ပေါ်ကနေကြော်ညာထားကိုမြို့ကိုရွာနေရာအလိုက်ပေါ့လေအဲ့လိုမျိုးဘယ်နေ့မှာတော့ကျွန်တော်ကတော့ဘယ်နေရာမှာရှိမယ်အဲ့တွန်းလဲရဲ့ outbox ထဲမှာကျွန်တော်တို့ကအဝတ်ထည်လေးတွေကိုတိကျထည့်တာအပြင်မှာဖုံတော့အဝတ်ထည်ပြဿနာရှိရဗျအဲ့တော့ကျွတ်အိတ်တခါလဲစွတ်ပြီးထားတာမျိုးပေါ့နော်ဒီကပြဿနာကတော့လမ်းမှာဒီ line ရောက်တဲ့အခါ try on လုပ်လို့တော့မရဘူးဒါပေမဲ့ try on လုပ်ချင်ရင်မဖြစ်မနေလုပ်လို့ရတဲ့နည်းတော့ရှိတယ်ကိုကထွင်လိုက်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အထည်ကို mobile ကိုကဘယ်နေရာမှာပေါ့နော်ဘယ်ချိန်မှာရှိမယ်တနေ့ကုန်မဟုတ်ရင်တော့မှtry on မဟုတ်ရင်တော့မှခုနကပဲ quality ကိုလာကင်ကြည့်လို့ရတဲ့နေတာတစ်ခုဖြစ်တယ်ပေါ့နော်ဟိုကျွန်တော်မေးမဲ့သူတွေရှိတယ်အဲ့လိုလမ်းဘေးမှာရောင်းတာတို့ဘာတို့အစားအသောက်တို့ဘာတို့ကဘယ်လိုလုပ်ရတာလဲလို့အဲ့ဒါကဗျာကျွန်တော်ဖြေလို့မရဘူးဘာလို့လဲဆိုသက်ဆိုင်ရာနေရာဒေတာအလိုက်ကျွန်တော်တို့သွားရတယ်လမ်းကြောင်းတွေမတူဥပမာကျွန်တော်တို့လဲတန်းအနေနဲ့ပဲပြောမယ်ဥပမာလဲတန်းဈေးဘက်မှာကျွန်တော်တို့ကရောင်းနေတယ်ဆိုရင်အဲ့မှာရောင်းနေတဲ့လူတွေစီကစနေနာပြီးတော့မှဘယ်လိုလမ်းကြောင်းနဲ့သွားရတယ်ဘယ်လိုလုပ်ရတယ်ဆိုတော့ကြည့်ကျွန်တော်ကဒီနေရာကနေပြီးတော့ပြောလို့မရဘူးဘာလို့တနေရာနဲ့တနေရာမတူတော့တကယ်မြေပြင်ကိုသွားပြီးတော့အဲ့မြေပြင်မှာအတီးပဲဖြစ်ဖြစ်ချင်းမောင်းပဲဖြစ်ဖြစ်ကော်ဖီပဲဖြစ်ဖြစ်တွန်းရောင်းနေတဲ့လူတွေကိုလက်တွေ့လေးလာသူတို့ဘယ်လိုပုံစံလုပ်ကြလဲကြည့်ပြီးတော့မှကိုကခုနကပြောတဲ့အထည်ကိုအဲ့ပုံလေးတွေကိုထည့်ပြီးတော့အဲ့မှာကျွန်တော်တို့ကအမြဲမရှိရင်တော့ညနေပိုင်းဘယ်အချိန်ဆိုရင်ဗမာရှိမယ်ကိုက line ပေါ်ကနေဖောက်ပြီးတော့အဲ့ဒီမြေပြင်မှာ quality သိကျင်တယ်ကြည့်ကျင်တယ်ဆိုတဲ့လူတွေအတွက်ကြတော့အဲ့ဒီနေရာမှာသွားပြီးတော့လက်တော်လှဲလေးနဲ့ဖွင့်ကျွန်တော်တို့အစားအသောက်တော့ရောင်းလို့ရသေးတာဗျာအထည်ဘာလို့မရအောင်မလဲဒီလက်တော်ပုံလေးထဲမှာထည့်အပြင်မှာကျွန်တော်တို့ချိတ်ပြီးတော့ရောင်းနော်ဘောက်ကလေးနဲ့နှစ်ချက်ကလေးတက်ပြီးတော့နော် site လုံးဝကိုကတကယ်လို့ t-shirt တွေဝတ်ရောင်းနေဆိုလဲကိုကလုံးဝ smart ကြက် t-shirt လေးတွေဝတ်နော် sneaker လေးပါလေးတခြားစီးပြီးတော့လုံးဝ a fine နော်နှစ်ချက်လေးတက်ပြီးတော့မှာ JBL လေးနဲ့ Ike ဘွဲ့ဆိုရောင်းနေခင်ဗျာ social media မှာ trend အောင်ဖြစ်လာအောင်အဲ့တော့ဆိုင်ငန်းရှိမှမဟုတ်ဘူးကိုမှရှိတဲ့အထုပ်ကလေးကိုမှရှိတဲ့တပိုင်းတနိုင်လေးနဲ့ရောင်းလို့ရတယ်အရေးကြီးတာကFacebook က TikTok ကအရင်ဆုံးပေါက်အောင်ဖောက်ပြီးရင်မြေပြင်မှာကြည့်ကျင်တဲ့လူတွေကို line မှာကြော်ညာထားဘယ်နေ့ဘယ်ရက်ဘယ်နေရာမှာရှိမယ်ဆိုပြီးအဲ့လိုဈေးလဲလေးလုပ်ပြီးတော့သွားဆိုင်ငန်းကအရင်စဉ်းစားနေအဲ့ဒီကရောင်းရပြီး okay လာပြီးအဆင်ပြေလာပြီးတိုးတက်လာပြီးဆိုမှအဲ့ဒါလေးကိုစုပြီးတော့ဆိုင်ငန်းဘက်ကိုတစ်ဆင့်သွားဒါဆိုရင်တော့အကိုအနေနဲ့အများကြီးလုပ်လို့ရမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်နောက်ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်ဗျာ